ဒီနေ့ပွဲငါလာကျွန်တော်တော့ကြုတ်ပေါ့ဟုတ်ပါရွာနေလာတာပွဲငါမယ်ဆိုပြီးတော့ရွာမှာဆိုရင်ကိုကလူလဲပဲဘလောက်လဲတယ်မလဲတယ်မနဲ့စာနဲ့ညစာပေါင်းစားဟုတ်ပါမလေးမင်းတို့မျိုးသားတွေလဲဆိုငါတို့ဒေါသတွေကုန်းမှုသလောက်ရှိတယ်မတန်လဲမတန်ပတ်ရွာမှာလဲကိုအားကိုကြတာကိုကခေါင်းလေကာလာသားခေါင်းပြောပါတယ်အဲ့တော့ရွာမှာဘုရားပွဲပဲလှုပ်ဘာပွဲပဲလှုပ်အလူတန်းလုပ်မှဆိုလဲမြို့ပွဲငါဆိုကျွန်တော်ပဲအခုလဲအဲ့ဒါရွာနေပြီးတော့ပွဲတက်ငါးတယ်တို့ရွာဘုရားပွဲကအောင်ဆိုပြီးတော့အဲ့ဒါမြို့တက်လာတာစရင်တွေ့အောင်မယ်ရွာနေပြီးပတ်စံထည့်ပေးလိုက်တာလေးလမ်းနည်းနည်းအသေးသုံးလေးသုံးလာတာလေးဘယ်တော့တောင်ပြပါသွားပြီရွာနေပတ်စံလေး10သိန်းထည့်လာစရင်ပေးမယ်ဆိုပြီးတော့ရွာထွက်ချင်းမြို့သွားတော့ယထာစီရင်ရိုးရိုးတန်းစီရင်ကိုရွာတိတ်ခါကြမှာဆိုလို့အပတ်ကစီးတာက3000ခွဲများလာရယထာပေါ်မှာရေးစားလို့ရေရိုးရိုးဝယ်တော့ရင်ကိုရွာတိတ်ခါကြမှာဆိုလို့ဘီယာဝယ်တောက်တာက9000ရန်ကုန်မူရာကြီးရောက်တယ်ဆိုရင်ပဲပွဲငါဌာနကိုလမ်းလျှောက်သွားရင်ကိုရွာတိတ်ခါကြမှာဆိုလို့တက္ကစီငါစီတာက8000တက္ကစီစီကလည်းပွဲငါဌာနပို့ပါဆိုပွဲငါဌာနပို့ပဲအိမ်တိန်ရှိရက်ပေးတာအမျိုးသမီး2ယောက်ကအတင်းထွက်ခေါ်တော့အားနာပြီးလိုက်သွားတာအထက်ရောက်တော့3000ခွဲအဲ့ပြန်ထွက်လာတော့ကိုယ့်ကိုစိတ်မချလို့ဆေးထိုးတာ9000တိုးတီနဲ့ဆိုအိမ်ထက်နဲပါတော့ကြံပါသေးတယ်ရတဲ့ဇက်ကလေးတစ်စက်ဆွဲစီသွားမှာဟာပြောရင်ဆိုရင်ရှောက်လာလိုက်တာဘာလို့လူနဲ့ဒီနေရာပဲဟာနဲတဲ့ဇာဆိုင်ဘုတ်တွေမဟုတ်ပါဘူးလားဟိဟာဒီဖွဲ့လေးနာမည်ဆန်းနေဟာဗါတဲ့ရွှေမန်းမွဲတေရွှေမချမ်းသာဒါနောက်တစ်ဖွဲ့ဟာမြို့ရွှေမန်းသားလေးဖိုးချွတ်ဖိုးချီဒါနောက်တစ်ဖွဲ့ဟာမစွမ်းမတန်စာနီစွမ်းစာနီဒါနောက်တစ်ဖွဲ့ဟာဒီဖွဲ့လေးကနာမည်ဆန်းလိုက်ဗါတဲ့မောင်မောင်ဖနတ်စာမောင်မောင်ဆဆရာဒါနောက်တစ်ဖွဲ့ဟာဒီဖွဲ့လေးမစိုးဒီဖွဲ့လေးဆိုတော့လည်းအချိုချောင်ရနိုင်အဲ့တော့ဇက်ဆရာနဲ့တွေ့ပြီးနေပါကိုကျန်တာလေးနဲ့လော်လှက်ပြီးရွာကိုခေါ်သွားမှာကဲအိုးဘယ်သူမှလည်းမရှိကြပါလားသိလို့လားမသိဘူးလေဟာတော့အော်မောင်ဇက်ဆရာအိမ်လားဟုတ်ပါတယ်ခင်ဗျာဒီအိမ်လားဒီအိမ်ပါဗျာအဲ့တော့ဆိုကျွန်တော်အိမ်မားလာပြီဗျဟုတ်ဒီအိမ်ဒါမောင်ဇက်ဆရာအိမ်လားဟုတ်ပါတယ်ခင်ဗျာတွေ့ရတာဝင်းတာတယ်ဗျာမောင်ဇက်ဆရာနဲ့တွေ့ချင်လို့ကျွန်တော်ပဲဗျာခင်ဗျာလားဟုတ်ဖို့ပေးမယ်သွားခေါ်ပေးစမ်းဟုတ်ကဲ့ကျွန်တော်ပဲခင်ဗျာလားဟုတ်တယ်တွေ့ရတာဝင်းတာတယ်ဗျာအခုပဲသွားလေဆက်ဆရာဆိုကျွန်တော်ခင်ဗျာလားဘယ်ချိန်လောက်ပြန်ရောက်နှစ်ပြင်ကတော့ဗျာဘာလို့ဗျာဒီမှာမောင်ဇက်ဆရာဟာခင်ဗျာတွေ့ရတာရှင်လက်တွေ့ရတာဝင်းတာတယ်ဗျာနှစ်ပြင်ကသေးပါပဲတပ်ပြလားတွေ့တပ်ပြလားခင်ဗျာဇက်ဆရာပါဗျာဝင်းတာတယ်ဗျာဟုတ်ကဲ့အခုပဲသွားတော့ဆက်ဆရာဆိုကျွန်တော်ပဲပွဲငါခြင်းလို့ပွဲငါလားဟုတ်ကဲ့ကျေးဇူးတင်တယ်ဗျာကျွန်တော်မြေမျိုးတာလားကျွန်တော်မြေမျိုးတာဒီမှာတောက်တာလေးခဏဆောင်နေဗျာထိုင်ငါဗျာတရေကြနေတာပဲတရေတစ်ချိန်ကြနေတာဟုတ်ငါတော့စိတ်ဝင်စားတယ်ဖြစ်နေဝဲငါးခြင်းလို့ခင်ဗျမရိုးသေးမလုပ်ပါနဲ့ဟုတ်ကဲ့အဲ့ထဲမှာအပိတ်အပြည့်ဝဲငါးခြင်းလို့ဟုတ်လားမောင်ဇက်ဆရာနဲ့တွေ့ကျွန်တော်ပါဗျာမောင်ဇက်ဆရာကျွန်တော်ပါကျွန်တော်တို့ရွာဖျားပွဲဖျားပွဲရွာဖျားပွဲကဟုတ်လားဟုတ်ကျွန်တော်တို့ရွာတော့ခင်ဗျကြားဘူးမှာပါဖေလို့ကျွန်တော်တို့ဟာပေါ့ရွှေပန်းတော်ကြားဘူးလားတပလားရွှေပန်းတော်ဟောရွှေပန်းတော်နဲ့ဖုတ်ကုန်းကြားဟုတ်ကဲ့ဂွေးကြားစုဝါစုံနေတာဗျာခွားစုံနေတာဂွေးကြားစုချက်သိမ်းထားလိုက်တာဘယ်လိုနာမည်ကြီးလဲပြောစမ်းပါဦးဗျာရွှေပန်းတော်ကြားဘူးလားလို့ဟုတ်ကဲ့ကြားဘူးလေရွှေပန်းတော်နဲ့ဖုတ်ကုန်းကြားဟုတ်ကဲ့ဂွေးကြားစုဝါစုံနေတာဗျာဝါစုံနေတာနာမည်အဆိုင်ကြီးပဲဗျာအဲ့မင်းကခန်ကြီးကုန်းဆိုတဲ့ရွာရွာနာမည်ဆိုင်ကြီးပါလားမလိုက်ဘူးလားလိုက်ကျေးဇူးတင်တယ်ဗျာကျေးဇူးတင်ရွာဖျားပွဲဗျဟုတ်ကဲ့ရွာဘယ်နဲ့ချီလာကမှာကျွန်တော်တို့ရွာထုံးစံတော့ဖျားပွဲက2ညပဲခင်ဗျားတို့အဖွဲ့ကိုကြိုက်ရင်1ညကကြိုက်ရင်3ကြီးဖြစ်တယ်1ညတိုးကမယ်ဟုတ်ကဲ့အဲ့တော့ခင်ဗျားအဖွဲ့ကြေးပြောကြေးရတော့လေရကလေးနဲ့ဗျာနှုတ်သီးနဲ့တော့ရမ်းစိတ်တယ်ဟုတ်တယ်ငရုတ်သီးကျွေးဘာတွေပြောနေတာလဲဟာတော့ဗျာဟုတ်ဗျာဖိုးခဒေါ်မြိုင်တို့လေဖေးမှာပဲဗျာတာမခတ်သွားတယ်မနောက်နဲ့ဗျာဘာလို့အသက်ပြအသက်ပြဆိုရရက်ရတာလားဟုတ်တယ်အသက်နေလို့
ဒီမှာဘာတွေပြောနေတာလဲ ဘာလို့ဗျာဘာလို့ ဟောဒါ ဝါသနာမပါဘူးဗျာ ကျွန်တော်တော့ကြိုက်တယ်ဟာဒီလူဘာရွာသားလဲမသိဘူးဗျာ ခေယောဂါဒီကုဆက်မဆက် ဒါလို့ ဝါသနာမပါလို့ပါ ကျွန်တော်တော့ကြိုက်တယ်ခင်ဗျဘာတွေပြောနေတာဒါ အဲ့ဒါဘာလို့ဗျာ ခင်ဗျအဖွဲငွေရေးကြီး အော်ငွေကိုပြောတာ ညာချင်း ညာချင်းငွေလားဟာကျွန်တော်ဖွယ်ညာချင်းငွေရတော့ဗျာခင်မင်းမှုအနေနဲ့ပေါ့ဗျာ ဟုတ်ကဲ့ တညကို9သိန်းနှစ်ညကိုတော့10သိန်းပေါ့ဗျာ တည9သိန်း ဟုတ်ကဲ့ နှစ်ညဆိုတော့10သိန်း ဟုတ်ကဲ့ ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ ကျွန်တော်တို့ဘွဲရလဲခင်ဗျဒါအမြဲတမ်းကမှာပါ မှန်ပါတယ်မှန်ပါတယ် ခင်ဗျဒါတယောက်တယောက်အရှိကြီးဆက်ဆံတဲ့သဘောနဲ့ဟုတ်ပါကျွန်တော်ညပစိုးမှုကတာပါခင်ဗျတညကို9သိန်းနော် ဟုတ်ကဲ့9သိန်း နှစ်ညဆိုတော့10သိန်း ဟုတ်ကဲ့ဟုတ်ကဲ့ ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ 15သိန်းထားလိုက်ဗျာ ဟာအဲ့လိုတော့ကတ်မစင်းနဲ့ဗျာခင်ဗျအဲ့လိုတော့မစစ်ပါနဲ့ဗျာ ဟုတ်ကျွန်တော်ပြောတာတယောက်နဲ့တယောက်ခင်ဗျအရှိကြီးဆက်ဆံတယောက်နဲ့တယောက်အရှိကြီးဆက် ခင်ဗျအရေးတဲ့လက်နေတပင်းနဲ့လာထိုးနေတာလားဗျာခင်ဗျတည9သိန်း ဟုတ်တယ် နှစ်ညကို10သိန်းခင်ဗျဘယ်တော့ပေးပါလဲ 15သိန်း ဟာအဲ့လိုကတ်မစင်းနဲ့ဗျာခင်ဗျအဲ့လိုတော့မစင်းနဲ့ဗျာ မဟုတ်ဘူးခင်ဗျကျွန်တော်ပို့ပေးနေတာလေ ဟာတည9သိန်း အေးလေ နှစ်ည10 ကဲ သိန်း ခင်ဗျပြက်ကြည့်ရမဟိုကတည်းကဟိုကနှုတ်အမနှုတ်နိုင်ချီစား အော်သူကြီးကြီးရ ဟုတ်ပါဘူးမနှုတ်နိုင်ဟိုဘက်ကချီ ဟုတ်ကဲ့ ချီမနှုတ်နိုင်ရိတ် ဟုတ်ကဲ့ ရိတ်တော့ပွားလာပွားပြီးတော့အငုတ်လေးအတွက် ရှုပ်ချက်ကိုခတ်နေတာပဲဗျာတည9သိန်းနှစ်ည10သိန်း15သိန်း9သိန်းတော့ပိုးနေတာပါလား ဟောတူတူပြောစမ်းပါခင်ဗျလည်းလူကြီးမလဲတာစာချုပ်ထဲမှာတော့15သိန်းပေါ့ခင်ဗျက10သိန်းယူ5သိန်းကကျွန်တော်သွားစီလမ်းစီ ဟောဟုတ်တယ်ဘယ်ပွဲကမဆိုဒီလိုတော့လုတ်ကြတာပါပဲဗျာ အဆင်ပြေမလား အဆင်ပြေဗျာ ခဏနေ ဟုတ်ကဲ့ ခဏနေခင်ဗျအပွက်လူငယ်ရဘယ်လောက်လောက်ရှိ ဟာလူရဆိုရင်ကျွန်တော်6000 8900 ခင်ဗျတို့ကအရေးကင်းဆန္ဒပြမလို့စုတာ မဟုတ်ပါဘူးကျွန်တော်အဲ့ဒါကြီးအစိုးရတွေပါအစိုးရတွေပါကျွန်တော်ဘယ်လူပေါင်း90ရှိတယ်ဗျာ လူပေါင်း90 90ဟုတ်ကဲ့ အင်အားကြီးတာပဲဖွဲ့ကြီးပဲဗျနော် ဖွဲ့ကြည့်ပါဖွဲ့ကြည့်ပါ ဒီလိုလို့ဗျစာရေးတော်ရေးကိစ္စတွေနဲ့ပြောမှရ ပြောပါပြောပါ ခင်ဗျားတို့ကျွန်တော်ယူလာမှာဆိုတော့ ဟုတ်ကဲ့ဟုတ်ကဲ့ တာဝန်ကြီးခြင်းတယ်ဗျ ဟုတ်ပါတယ်မမ အဲ့တော့ခင်ဗျားတို့တစ်ဖွဲ့လုံးပေါ့ ဟုတ်ကဲ့ ရွာရောက်ရင်ကျွန်တော်ဟာစားမလားကိုယ့်ဟာကိုစားမလားဒါမှမဟုတ်ရင်ရွာထဲမှာရှောက်ပတ်စားမလားကျွန်တော်ဟာစားချင်စားလိုက်စားမလားကျွန်တော်ဟာစားမလား ဒီပေါ့ဗျာ ကိုယ့်ဟာကိုစားမလား နည်းနည်းစဉ်းစားပြ ရှောက်ပတ်စားမလား နည်းနည်းစဉ်းစားပြ ရှောက်ပတ်စားမလား ဒီပေါ့ဗျာ ဘာမှရှောက်ပတ်ပြီးစား ခမကျွေးတဲ့ရင်ပြည့်စရာတွေဗျာအဲ့ဒါကြီးဝါလို့ရပါမလားဗျာ ရတယ်ရင်နွေးလေးနဲ့ဖြောစား ဟာကိုကခမရစားရင်ခမရလည်းရေမချိုးတာ ဘာလို့ရေမချိုးမှလဲ ခမရစားရင်လေနေကိုကကိုစားတော့လည်းမမီဘူးဗျာ ဂျွန်းဘာတိုင်ရင်မိပါတယ် မဟုတ်ဘူးကိုကကိုစားတော့အလင်းမမီဘူးဗျာအဲ့တော့ရှောက်ပတ်စားရင်လေရှောက်ပတ်စားလို့ကောင်းမှာ မဟုတ်ဘူးလေတရွာလုံးဝိုင်းပြီးကျွေးမှာပေါ့ ဟာဟိုကြတော့ဖုန်းကြောက်မှာဖြစ်တော့ကျွေးလိုက်ဗျာကျွေးတော့အဲတွားရလာကြတော့ပြောပါ အသွားရေးလာရတော့ကျွန်တော်ယူဟာကားတစ်ခါတည်းမရောက်ဘူးဗျ ဟာ လဲတဲ့တန်ကားတဲ့တန် ကားတန်းလက်တန်းလား ဟုတ်တယ်ဟုတ်တယ် ဒီလိုဆိုဒီလိုလို့ဗျာ transport အနေနဲ့ ဟုတ်ကဲ့ ခမရလည်းတက်တာကျွန်တော်တက်တာတော့တယောက်တော့ဖြစ်တော့ အဲ့ဒါမြတ်တာလေ မြတ်တာ ဟုတ်ပြီ ခမရအနေနဲ့စဉ်းစား ဟုတ်ကဲ့ ကားခံမလားလှဲခံမလား ဘာရဲ့ဘာရဲ့ဘာရဲ့ ကားခံမယ်ဆိုတော့ခံလှဲခံမယ်ဆိုတော့ခံခမရအာတိတက်ရှိတယ်တခုတော့ခံဗျာ လူမြတ်ဒါဘဝနဲ့ဆိုင်သွားပြီဗျဒီလားဘဝနဲ့ဆိုင်ကျွန်တော်နည်းနည်းစဉ်းစားမယ် ဟုတ်ကဲ့ဟုတ်ကဲ့ မြတ်လားကားခိုင်လည်းမတက်တာဘူး ဘာဖြစ်လို့တော့ ဒီကိတိကစီဘိုးနဲ့ ဟောဒီစက်စစ်တက်စီစီအများတယ်ဟုတ်တယ်ဟုတ်တယ် လဲခိုင်ရင်စောင့် ဘာလို့ဗျာ ကစင်းရိုးတွေနဲ့ခင်ဗျားတို့ကတော့ဒုက္ခရောက် လမ်းကြတော့ဟုတ်တယ်ဟုတ်တယ် ကွာကူတာဒလိန်နှုံးလို့စီးလာခဲ့ပါဗျာနော် အာဟို ဒါနောက်ပါစင်အခုလောဆယ်မင်းသားမင်းသမီးတွေတွေ့ကျင်တာ ဟာကျွန်တော်ဖွဲ့မင်းသားမင်းသမီးချောမချောလှမလှဗျာ ငယ်မချောမကျုပ်တို့ရွာ င ကြ ယ်နဲ့ငယ်ချောနဲ့ချောလှလဲလားဗျာ မင်းသမီး ဟုတ်ကဲ့မင်းသမီး မင်းသမီးတွေ့ကျင်တယ် မင်းသမီးတကယ်ချောတယ် ခင်ဗျားမင်းသမီးနဲ့ကျွန်တော်ကိုမိတ်လိုက်ပေးစမ်း ထဲမိတ်ဆက်ဟောမိတ်ဆက်ပေးသားမိတ် မ ဆက် ပြောတတ်လို့ကျုပ်ကရိုးရိုးပဲရွာသားဗျ ဟာဟုတ်လားမိတ်ဆက်ပေး မင်းသမီးနော် မင်းသမီးချောကမလေးကျွန်တော်ခေါ်ပဲကျွန်တော်သမီးလေးဒီမှာပွဲကားကြောင့်တော့အမြန်ဆုံးပြောသားမှာဟာ မင်းသမီးနာမည်ကဘာတူတော့ မင်းသမီးနာမည်စစ်ကလန်စော်ပြူချုံနဲ့ ဘယ်လိုနာမည်ကြီးလဲဗျာခင်မီတာ ဟုတ်ကဲ့ခင်မိတဲ့နာမည်လေးပါစစ်ကလန်စော်ပြူချုံ စိတ်ကလန်စော်ပြူချာ ဟုတ်ကဲ့ဟုတ်ကဲ့ မလေးတိတ်ကြရမ်းကြိုက်ဘိုးစိုးပစကြအတန်နီလန်ကိုကြား ဟာ ခေါ်လိုက် ကြိုက်တာတော့တင်မြလောင်ကြရလားဗျသမီးလေးပွဲကားလာလို့မြင်မြင်လာသားမဆရာ လာ ပြေး ပြီအောင်ကြီးရေလာ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 ဘာယော မင်းမျိုးသွားတာဘာဖြစ်တာ ကျွန်တော်ယုံနေနဲ့ပြက်သွားလား ရုပ်ပြက်သွားလားဟဲ့ရုပ်ပြက်တယ်မပြက်တော့မသိဘူးကဘာပြက်သွားတယ်လို့ဖြစ်သွားတယ်သမီးလေးဘာပြက်တာလို့你不能ပြက်တာလား တချင်းချက်နေတာနောက်ပြီးမှအာ ချင်းချပွဲငါးလားလို့မပွဲငါပွဲငါမ မင်းသမီးလား ဟုတ်ကဲ့မင်းသမီး အာရစရာကြီး ဘယ်ကိုကြည့်ပြောဘယ်ကိုကြည့်ပြောတာလို့ဗျ ကနိုင်မှာပဲလို့တန်တန်မာမာနဲ့ ပွဲငါမိတ်ဆက်လိုက်
ဘ အမလေးငါ့ကိုဗါတယ်မငါဘူးပြမယ်အမိကိုမစွဲနဲ့လေပင်အစ်တယ် 你不如把我把火了。 ဘာတွေနိုင်စားနေ 他不杀人，那杀人呀？不是，这问的几问，把火了。我们俺们皮多会。 ဟုတ်ကဲ့တော်တော်ကြီး တူတူလေးအမလေးငါ့ကိုတူတူလေးတယ်မငါဘူးပြမယ်လေပင်အစ်တယ် 不如把火的啥喽？这样不如火了，别的别火。 အရှိကြီး ချေးပါမလေးငါ့ကိုရှိတယ်မငါဘူးပြမယ်လာလေလာခဲ့ပါ 这得啥嘞？这得啥嘞？这得，你不如别的。 အဲ့ဒါမင်းသမီးလား 没那么抽啥？ ကျွန်တော်မင်းသမီးနဲ့မိတ်ဆက်ပေးဦး 没事。 အော်တိတ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 ် 别跑，别。 ဟေးသူကလည်းလာလန်းကိုမျောနေရဗျာဟောဒီလက်ကလေးလည်းလာလန်းကိုမျောတယ်ဗျာ ဦးလေးကျွန်တော်မင်းသမီးရှိတော့မသွားချင်တော့ 没得，搞你妈说的，我求你了吧，我俺家都跑快，每天俺家来了嘛也撇到了，金龙一休息看到没？到吧，找妈妈。 အဲ့ဒါမင်းသမီးတော်လေး ဝမ်းသာပါတယ်အကိုကြီး ညောလေး ရှင်းကိုကြီး အကိုတို့ရွာကိုလိုက်ခဲ့နော် ဟုတ်ကဲ့ကိုကြီး ဝဲငါမှာ ဟုတ်ကဲ့ အကိုတို့ရွာရောက်ရင်အကိုအိမ်မှာနေ ဟုတ်ကဲ့ အကိုအိမ်မှာစား ဟုတ်ကဲ့ အကိုနဲ့ပဲအိမ် ဟုတ်ကဲ့ အကိုတို့အိမ်မှာပဲအိမ်လို့ 好，来别，那录别这个表，录别这个表。 ကိုကြီးဟိုတွေ့ရလားဝမ်းသာပါတယ် အေးဝဲသား ကိုရောက်ပွဲငါလာရင်လုံးရင်လုံးလိုက်ခွာရအောင် ကျွန်တော်ဦးလေးနဲ့မှာသွားလို့ 今天先比我们那主人。别来噻。 အကိုကြီး ဘောဘောပန်းပန်းလေးလာတာဘာမှတော့မစားခဲ့ရသေး ဟုတ်တယ်အကိုကြီးညီမလေးလေးကဟိုအကိုရောက်ပွဲငါဆိုတော့လေအကိုကြီးစားဖို့ညီမလေးချက်ထားတယ်သမီးနဲ့ဟင်းနဲ့ ဟာအဲ့ဒါမျိုးသဘောကျတာ ဒီနေ့ဟင်းကောင်းတယ် ဟု ကို တ်လား ကြီး ဘာဟင်းချက်တော့ ဟုတ်လက်တော်ဝါလောက်ရှိတော့ငပြေပါကြီးကိုလေအလဲကောင်ကတစ်ချက်တည်းပူးပြီးတော့လေခြားကနေလေပါလေနဲနဲမင်းလေးကျူးတို့ကျဲတဲလေးတွေဖြူလာတယ်အကိုကြီးစားကောင်းဆိုပြီးညီမလေးကလေစက်တုံမြူလေးတရောင်းတော့ထက်လိုက်ပြတယ်ဖိတ်စားမလိုက်ရင်စားကြည့်ကိုကြီးရဲ့အားရှိတယ်ကိုကြီးရဲ့ 妈表的。 နန်းနမင်းကအမဲတွေလာမသိ 妈 မစားဘူးမသားမနင်းစားစီကနေကျွေးလိုက် तू ကစားနေတာ 没弄的，挖不要。 ဘာတွေကျွေးမှမသိဘူး 怕你追你。 ရပြမဟင်းချက်ထူတာလေ ခမရမင်းသမီးတချင်းလေးပါလိမမရဘူးလားဗျာ 这。 ကျိုးတို့ရွာခင်မိမကြိုက်တာဟော့မကြိုက်တာ 好，嘿，你好吧，这你已经好。 ဟောတာမှာတော်တော်ဟောတာ အေးလို့စား တမီးကလေတချင်းဆိုလို့ရှိရင်အင်ကြီးတွေမရှိဘဲတော့ဆိုတာ ဟာအဲ့ဒါမျိုးတော့ငါကြည်ရဲတယ်ဟာဟောဘာမကြည်ရဲဘူးဟာ 没记有。 တမီးကလေတချင်းတော့ဆိုရနေတယ် အေးဆိုတဲ့ အားနာတယ်ကိုကြီး ဟာဘာဖြစ်လို့အာနာနဲ့လဲဆိုသတ်မှရပါလေ ဟိုတချင်းကလေ အေး ထိတ်ကလေးကိုနည်းနည်းလေးမေ့နေတယ် ထိတ်ကိုနည်းနည်းမရလေကိစ္စမျိုးအမတိုင်းကြီးခံတယ် ဟိုအလဲပိုင်းကြတော့ အေး မရသေးဘူး ထိတ်ကမင်းနေလားလေဘယ်ရသေးဘူးပါဟေးရတဲ့ကြီးခံတယ်ကြီးခံတယ် အောက်ပိုင်းကြတော့ နောက်ဆုံးပဲ မေ့နေတယ် ထိတ်ဆုံးဘက်ကမရသေးဘူး ကဲ လေရလည်းမရဘူးဘယ်နေရလဲမသားမဟမ်နင်အလေဘိုက်မေးနေတာမလားအလေဘိုက်ကကိစ္စမရှိဘူးသူနဲ့ရမမှမသိတာမေးလေထားလိုက်တော့ ဟာတော့ မဟုတ်လေဘသူရေးပေးသွားတဲ့စာသားမှမသိတာလို့မထားလိုက် အဲ့ဒါဒီမရဘူးလားယဘွားငါဆရာပြီးတော့မှနေငါအစတွေကနဲ့ဒီတချင်းအားလုံးကြက်ပါဆိုပြီးငါပြောထားတယ်ကြက်ဖြုံစူးစားလို့ကြက်ဖြုံစူးစားပါလို့ အချက်ပြအောင်စူးစမ်းတာပဲသူ့သူလာမခါတော့မတက်နိုင် ဟာ ဟေး ဟဲ့ဘလူဝေသားလေးစကားတွေလည်းမသိဘူးဗျာ ချက်ပြအောင်လည်းလောက်ရတယ်ဘုံသလားလည်းအောက်သွားတယ်ရထားလောင်းကလည်းသွားတယ်သူ့သူမဖြစ်တာတော့မတက်နိုင်ဘူးခန္ဓာကိုယ်ကကြည့်လို့ဘလူးကလည်းလာမခါကြဘူး ဟာဖေးဖေး အဲ့ဒါနဲ့ရဲတွေလိုက်တယ်မဘူးလားရဲလိုက်တယ်မဘူးလား အဲ့ဦးလေးဒီဆုံးပဲအဲ့ဦးလေးဒီဆုံး နင်တို့ကဇက်စီရလားလင်မယားလား ဟုတ်ဇက်ပြာသူကအဲ့လိုမျိုးကလတိတ်ပြော မဟုတ်ခင်ဗျားတို့မင်းသမီးရဲ့သချင်းဟောရလဲရတဲ့ဥစ္စာဆိုရရုပ်ကြောက်ကရွာရောက်ပြန်ပြောမှာဗျာ သူကဆရာပြီးတော့မှရတာဆိုပြီး အဲ့ဒါဆိုအကိုကြီးဟိုညီမလေးညညကြဖျောင်းနိုင်သုံးနိုင်နဲ့ကျင့်တဲ့ချင်းရှိတယ် ဟာဖေးဝါဆိုတိုင်းကြီးလည်းမသိဘူး မဟုတ်လေအဲ့ဖျောင်းနိုင်သုံးနိုင်ထိုးမြော်လေဟိုကျင့်ထားတယ် မိပြတ်တဲ့ညတော့ကျင့်တာအေးလေဝါဆိုတိုင်းနဲ့ဆိုအကြာကြီးကျင့်ရမှာလို့ ကြိုင်ရတယ် အေးလှုပ်ဆန်း သမီးအတန်းလေးနဲ့စမ်းကြည့်မယ် အေး ညမ်ငမ်ငမ်ငမ် ဟာနင်တော့ရေခဲမုတ်ကြီးမှတ်နေလားဟလား မဟုတ်ပါဘူးဟိုသမီးတို့ရှိမှလေဇက်စရာအတန်ကျင့်အဲ့လိုပဲညံညံနဲ့ကျင့်ရတယ်တဲ့ ဟောလား သူတင်ထားလား အေးကောင်းတယ်အေးဆိုသမီးဆို မောင်ကိုမောင်
ဒုတ်ထိုးသားဒီညာလေးတစ်လုံးကချာကိုလဲနေတာပဲအဲ့ဒါတော့ဖျောင်းနိုင်3နိုင်ကုန်တယ်ဟလား နိုင်ကုန်တယ်အဲ့ဒါလေးကို မောင်မောင်လို့ခေါ်မယ်မောင်ဖျောင်းနိုင်3နိုင်ကုန်အောင်ဘယ်လိုကြည့်တယ်လဲ အင်းတော့ဟိုမရရတဲ့နေရာကြီးသူများစောင့်ဆက်ထိုးထက်ပြီးဆိုပြတာပဲ ဖေးတချင်းကျင်တာငါတခါမှလို့မကြောက်ဘူးဟောကဲဘာပြီးအစင်ပြေသွားပြီရွာကိုလိုက်ခဲ့နော်ဒီကဒါအကုန်မလားဝဲတော့ရဆိုဒါပဲကျွန်တော်ဟဲ့လား โอเคလောက်ဒါလေးကြောက်ပါကြအေး ပြီးပြီလားပြီးရင်လည်းမမြင်ပြောကျွန်မခလင်းတို့တိုက်အောင်မယ် ဟာမင်းသမီးကခလေးနိုးတာအောင်ဟာမင်းဟာအိုး မွေးသားခရဲကို မွေးသားကလေးကိုနိုးတာရတာကြားဘူးလားဗျာ ဟာဘလို့ ဟာစမူစာအတိုးတွေနှိုက်စားပြန်ဟလား ဘာဘာသူတကယ်မွေးသားပါမွေးသားခရဲပါ ဟဲ့ငါလည်းအဲ့လိုတုံးရင်ကောင်းတာ ဘာပြောရဘာပြောရ 你有逮着标了。 အော်တေတော့ပြောသွားတော့အဲ့ဒါပြီးရော ဘယ်လိုဖြစ်တာတော့ ခမရမင်းသမီးကကျုပ်ကိုစိန်ခေါ်တာ ဟုတ်တယ်မင်းကိုစိတ်ခေါ်တာပြောသွားသေးတယ်တမှုတမဘာမှပြောမနေ မစိုးမင်းသမီးက ခနဲ့တော်တယ်မလား မစိုးကိုလုံးကိုရုပ်ကောပါ အာသဘောကျတယ်ဗျာဒီလိုခန္ဓာကိုယ်မျိုးနဲ့မင်းသမီးရှားတယ်ဗျနော် ဟုတ်ကဲ့ မင်းသား ဟာမင်းသားတဲ့ချောမလှမလား မင်းသား ဟုတ်တယ် မင်းသားနာမည်က မင်းသားနာမည်ကတဘာဝထိတ်ချုံလေးတဲ့ အမလေးမင်းသမီးကစိတ်ကလန်စော်ပြချုံမင်းသားတဘာဝထိတ်ချုံလေနင်တို့အဖွဲ့ကိုချုံတွန်းတဲ့ပင်လို့ပြောင်းလိုက်ပါခေါ်လာ တိတ်ကြိုင်မြိုက်ကြတောက်ကျိုးနဲ့ကြိုင်ပါလားအဲ့လိုဆိုခေါ်တယ်မင်းသားတက်တော့မင်းသားပွဲကလာလို့ဆရာများပြီးတော့မယ်တဲ့ဆရာပြီးတော့ပွဲကအများ မင်းသားချောမငယ်မတော့ကျုပ်တို့ ချောမလှမလှကွာဈေးထက်လာအောင်ရဲလဲနေတိုးတော့အောင်မြင်ဒီချာကြည့်ဒီမှာပွဲကဆရာပြီးမလို့ဆရာပြီးမလို့မြန်လာခဲ့ဟေ့ကောင် တဘာဝထိတ်ချုံ တဘာဝထိတ်ချုံလေးခေါ်နေတယ်ကွာတဘာဝထိတ်ချုံလေး လာပြီလားမင်းသား တဘာဝထိတ် ဟာဒီစားကွက်ကမင်းသားလားဘွယ်တော်ရမြပြုတ်ချလာလားမသိဘူးမင်းသား လက်စရာ ဟာတော့ လမ်းတွေကမသိနေရပစိုးပေါင်လာတာအတိုးလာတတ်ပါတဲ့ ဟဲ့ဇက်စီယာချမ်းသာတယ်ချင်း ဒီကောင် ပစိုးပေါက်လာတယ် ဟိုတက်ဒီကောင်ဒါလေးလို့ဘာရှောက် မင်းသားအဲ့ဒါရုပ်ကြည့်လိုက်ဗျာခင်ဗျာ ဘာဖေးရသူမင်းသားမဘူးဒီကောင်မင်းဘာလာလောက်တာဘာလာလောက်တာတော့ တွတ်မဘူး မင်းဘာလာလောက်တာတော့ မပြီလေ ဟာ နောက်မှရွေးလို့မရဘူးတဲ့အတိုးတက်မှနောက်မှရွေးတဲ့ ဟာတိတ်ခါကြပါပြီကွာ တကယ်ပေါင်ထားနေတော့ရွှေ့လိုက်ပါဗျာ အော်မင်းပြောပါပို့ဆိုးတယ်အလကဖေးရ အဲ့ဒါဘာလို့မင်းသားလားလို့ ဖေးရမင်းသားမလဲ အဲ့ဒါပါ အလကဒီကောင်တောက်တုံမရခိုင်းတဲ့ကောင် ဇက်တဲ့တောက်တယ် ဆက်ထဲမှာရန်နေပါလေဖောက်တယ် ဩ တနပ်ပြလို့ရှိရင်ဒီကောင်လုံးစိမ့် ဩ ဖက်ဆက်တော့အငိမ့်လို့ဆိုင်းလို့ဆိုလုံးစိမ့်တယောက်တော့ပါတယ် ဟုတ်လားဒါမင်းသားမဟုတ်ပေါ့ အဲ့ဒါဘယ်သူလဲလား ပွဲငါ ဟမ် ဝမ်းက ဘာလို့ဆွဲစားချင်တာလဲ ကြီးတယ်ကျွန်တော်မပြောမသိနဲ့ပွဲငါ ပွဲက အေး သမင်းစားတော့ပါလား အေးလေ အော်ဇက်စရာရန်သဘောကောင်းတာ ဟုတ်လား အော်ကျွန်တော်တို့ဇက်ပွဲသားတွေကိုတွေးတာလေသမင်းကိုချင်မောင်ရင်းနဲ့ငါးနဲ့တွေးတာ ဟာကောင်းတော့ဗော ဘာတော့ဦးကြီးအကြီးတွေပဲ ဟုတ်လား ချင်မောင်ရိုးတဲ့တိုးဝင်လို့မနှဲစောထုတ်သွားတာ ဟာဇက်စီယာကိုသိခါချအောင်ပြောနေတယ် ဒီကောင်မင်းဖိုက်တုံးနေတော့ မင်းသားကိုခေါ်ခိုင်းတယ်မဗျာ မင်းတော့မင်းဘာတွက်လို့တယ်တိတ်ခါကြတယ်တော့မင်းမြန်တော့တော့မင်းသားပြန်လွှတ်လိုက်မင်းသားလွှတ်လိုက် ဘာဒီလုံးပြန်လဲကိုမြသေးချင်နေလို့ မင်းသား မင်းသားတနပ်ပြစ်တာကွာတနပ်ပြစ်တယ်မင်းသားမင်းရထားလုံးအောင်ထားလုံးအောင် အာမလုပ်ပါဘူးလက်ဆရာပဲအဲ့လိုလုပ်ရင်လက်ပိတ်တယ်ဆိုလို့မလုပ်တာကြပြီ ဒီကောင်ဘာတွေပြောနေလဲ ရန်ဖောက်တာကိုပြောတာရန်ထူတာကိုပြော ဟုတ်တယ်မလုပ်ဘူး ဘာလို့တော့ မလုပ်ဘူးဟိုကောင်လေးလေဟိုစက်ပွင့်တဲ့ကောင်လေးကဖုံးတဲ့ဂျပန်ကားတွေပဲကြည့်လား ဘာတွေပြောနေရလဲဗျ နာဘူးနာကိုတော့မဲဘာပြောနေ ဘာလဲ မင်းသားကိုခေါ်စမ်းပါ မင်း ဗျာ သားခေါ်မင်းသားတဘာဝထိတ်ချုံလို့လွတ်လိုက်သား မင်းသား ဟုတ်တယ် ဩဆောဆောအဲ့ဒါပဲမင်းသား ဟုတ်တယ် ဒီလိုလွတ် ဒီလိုလွတ်အောင် ကျွန်တော်လိုက်ရှာမ အေးလိုက်ချပြီးတွေ့ မသိနေစီမှာပစိုးအတိုးသွားတက်လိုက်ဦး တိတ်ခါကြလိုက်တယ်ကွာဒီ ဘာတော့မလဲ အေးတော့အေးကိုကြည့်အဲ့ကောင်လာချောက်တဲ့အဲ့ဒီကြည့်အေး အခုလွတ်လိုက်ရ အခုလူလိုက်အရေးကြီးလို့တော့ ဒီကောင်နားတော့ပါတယ်နော် နားတော့ပါတယ်နား တော်ကြမ်းမလွတ်လို့မရဘူး ဩ
စိတ်ညစ်ပါတကွာမြန်မြန်လွတ်လိုက်အရေးကြီးတော့မြန်လွတ်လိုက်သွားသွား ဟာဇက်စီအောင်မြန်ပြန်တတ်မလားမသိ အေးကွာကြောက်တော့ဆောက်စရာ မငါပါဘူး လက်ချက်ကြားတယ်ခမရအဲ့ကောင်ရမ်းဖောက်တာလား အရန်ပေါက်တောက်လို့မြခိုင်းနေခေါင်း ဩဒုက္ခပါ ဒီမှာဖောက်တယ်သွားချက်ပြင်း ကဲ ချင်း မင်းသားအော် မင်းသားစစ်ကို ဘာဝထိတ်ချုံလေးអော်လိုက် မင်းသားစစ်ကိုခေါ်ပေးမယ်ဟေးမင်းသားစစ်တဘာဝထိတ်ချုံလေးကွာငါရောက်နေလို့မြန်သုံးတာသားကွာမြန်သုံးတာ မင်းငောင်းမှတ်ပြီလား ကျွန်တော်မသိဘူးဗျမျက်နှာရိုးရဖယားမျက်နှာနဲ့ကျွန်တော်မသိဘူး မင်းကတော့ဘယ်သိမလို့လောက်သူအစ်စ်ပြစ်သူအဟောင်းတဲ့ ကျွန်တော်ခမရမသိဘူးဗျ မင်းလေဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်က ဒီလိုမှသာငါတော့မမွေးသေးဘူး ဝဲမဝဲ ဟဲ့ဇိုကြီးဟာ နှစ်ပေါင်း90လောက်ကရွာတွေကိုမရင်းကျင့် ဟာရွာမရင်းကြရမလားရွာတွေကိုမီးရှို့ ရွာတွေကိုမိမိ ကျွန် ဆု တော် ပ် ကျွန်တော်မသိဘူးဗျ ငါရဲ့အမေကိုမရင်းကျင့် သူ့မင်းလည်းငါမမြင်ဘူးပဲနဲ့တော်သူစိုက်ကားသမားနဲ့ဖြစ်တာနေပါပါဗျာ ငါညမလေးကိုခြေတော်တင် ခမရတစ်မျိုးလုံးနဲ့ကျွန်တော်နဲ့မလွတ်ဘူးလားလား ငါအဖေကြီးကိုမြည်ကြည့် ဟာသူ့မိလည်းပါသေးတယ်ကျွန်တော်မသိဘူးဗျာ ငါ့ကိုမင်းလောက်ခဲ့တဲ့ကောင် ဟဲသူလည်းပါသေးတယ်အားကြတော့တကမတကတဲ့ကျွန်တော်မသိဘူးဗျာ ကျွန်တော်တရုပ်ဆောင်တာကောင်းလိုက်ရင် ပြဿနာထဲမှာအဲ့လိုတရုပ်ဆောင်တယ်လို့ तू စိတ်ဝင်စားပြီးတော့ဒါတင်ပြနေတာဆရာမြန်မြန်ပေးအောင်ဆိုပွဲကဆရာပေးအောင်ဆိုပြီးတော့အဲ့ပြဿနာတွေကထိုင်လွတ်တယ် မင်းသားမလာနိုင်ဘူးတဲ့ နင်းလေရဒီမှာနင်းလေရဒီမှာ သူလည်းမင်းသားပဲအဲ့ဒီချင်မအောင်နဲ့ဒါပြီးကြီးတယ်ပါနေသူလား ဘယ်တော့ဘာလာလို့တာတော့အင်းသားရဲ့မိတ်ဆက်ပြီးပြီ ဒါမင်းလား မင်းသား သဘောကျသွားပြီမင်းသားမိုက်တယ်ရုပ်ရောနော်ပြောဆိုရောအနေထိုင်ရောဘာပြောစရာမလိုသဘောကျတယ်ရွှေလိုက်ခဲ့နော်မင်းသားဟုတ်ဆက်စရာမင်းသားလည်းတွေ့ပြီဟိုမင်းသမီးလည်းတွေ့ပြီလူချမ်းလေးပါလည်းမရှိဘူးလားကျိုးတို့ရွာပြတ်ဆက်ဆိုကြက် ရေနွေးချမ်းကျွန်တော်သွားယူပေး ဟောဒုက္ခပါ လမ်းလျှောက်တာဟိုလမ်းလျှောက်ပုံစံကြည့်ကွာ तू လမ်းလျှောက်တာတကယ်နော် ဟုတ် ဘာလဲ လူချမ်း လူချမ်းရှိတယ်ဗျာလူချမ်းကြမှာကြမတရားကောင်းချမ်း ကြည့်စင်လား ဟုတ်တယ်လူချမ်းနာမကြည့်လားဘာလို့ လက်စရာ ဟေး ဟိုအတင်းတင်းမွေးလက်ပတ်ပိုင်ရင်မတန်းနိုင်ရလေ ဟေး မကြီးရရင်စက်ပြန်နဲ့ပို့မယ်တဲ့ ကာဘော်လေးလောက်နဲ့လောက်ပါ မတင်းတင်းနဲ့ဆက်ပြန်နဲ့ပို့မစိုးလား तू ပြောမှပို့ဆိုးနေတယ်မျက်နှာတွေတော့ရစရာမရှိတော့ဘူးတူတယ်လူချမ်းရှိတယ် လူချမ်းခေါ်စမ်းပါ လူချမ်းနာမည်အားလကငပွင့်ကြီးတယ်ဗျာလူချမ်းအားလကငပွင့်ကြီး အမလေးမင်းသမီးရစီကလန်ဆော်ပြချွန်းမင်းသားတဘာဝထိတ်ချွန်းလေအမလေးလူချမ်းအားလကငပွင့်ကြီးတိတ်ကြရကြိုက်ပိုးစပတ်စကြတဏီလောင်ကြိုက်ဆောက်ကျွန်းနဲ့ကြိုက်ခေါ်လိုက် ခမလေးကြိုက်တာလေအတဏီလောင်တော့ကြိုက်တယ်ဟဲ့လူချမ်းအားလကငပွင့်ကြီးဟဲ့ပွဲငါရောက်နေလို့ဆရာပေးတော့မယ်မြန်မြန်လာလာဟာဒီလူသားစပလိတ်လူသားပါလား ရတော့ရင်ထက်ကန်နေမှာဆို လူချမ်းမင်းသိတယ်မဟုတ်လားဘလောက်ကောင်းတယ်အားဘလောက်ရှိတယ်မင်းသိတယ်မဟုတ်လားတိုင်းလိုက်တာလားဘယ်လန်သွားတာ သဘောကျတယ်ဗျာအဲ့ဒါလူချမ်းလားအမလေး ကြပဲတယ်ကောင်းတယ်မလား တော်ခမရအဖွဲ့သားနောက်ထပ်2ယောက်လောက်နဲ့မိတ်ဆက်ပေးရင်ကျွန်တော်တည်ပြစ်ပြီ ပြဿနာမည်လိုက်အောင် तू အားလကငပွင့်ကြီးဆိုအဲ့လိုကြမ်းတာလေ သဘောကျတယ် ကြမ်းတယ် အဲ့တော့ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ဘယ်လိုလုပ်လဲ မကြခင်စာချုပ်ချုပ်မယ် ဆက်ကြောဟုတ်လား အဲ့တော့ကျုပ်တို့ရွာပြတ်ဆက်ဆိုလေကျမ်းမှာရမ်းမှာကြိုက် ဟာကြမ်းမှာကြမ်း အဲ့တော့သူတို့ကတဲ့ပြတ်ဆက်တွေတဲ့ ဟုတ်ကဲ့ ကျွန်တော်ပြတ်ဆက်လေးတစ်ခွက်လောက်ပြလိုက်ကျွန်တော်ရွာမှာအမီးလေးပေါ့ ဟောအမြင့်တစ်ခါတော့ကြည့်ကြည့် တစ်ခါလောက် ကျမ်းတဲ့နေရာမှာ ပြင်စာချုပ်ချုပ်မယ် ပြဿနာမည်ဟိုကအားလုံးသေးမှာအေးမယ်လေ ဟာပြတ်ဆက်ကျမ်းလာပြီ မင်းတယောက်ပဲကျန်တော့တာ ကျွန်တော်ပဲတွေ့ ဟေး
ကျွန်တော်ကြည့်ချင်တာ ကြည့်ကြလားဟုတ်ပြကြ တနတ်ပြစ်တာတွေအခန်းတွေပါဓာတ်နဲ့ ပြစ်တာ ဓာတ်ခုတ်တာတွေပါပါ အကုန်ပါတယ်ဗျာ အဲ့ဒါမျိုးမှကြိုက်တယ် ဆိုင်နေပြည့်အပြည့် ဟုတ်ပြီ ဟေ့ ပြက်ဆက်က ပြက်ဆက်ကအခန်း385,650 ပြက်ဆက်ကအခန်းပေါင်း385,000ငါမိုးလင်းမှာမလား ဟဲ့အဲ့ဒါတော့နည်းနည်းဆွဲဆာအောင်ပါ ဟောရွယ်လို့ရွယ်မှန်းလည်းမသိ ကဲဟေးမင်းတို့ပွဲငါမှာတော့စိတ်ရန်ချက်ချင်းပြီးတော့မှာမင်းတို့ကပြောတိုင်းတန်တက်ပြစ်တဲ့ဟာဒီတခါတော့ကြည့်ကြည့်လို့ပဲ โอเคโอเค တော့ခဏလေးမင်းတို့တနက်ပြည့်တဲ့ခါဆိုရမ်းပေါက်တာဒါမှတဘာဝချာဟေးရမ်းပေါက်တဲ့ကောင်ဟေးရမ်းပေါက်တဲ့ကောင်ဟေးမောင်လုံးစိတ်လာလာ ခဏခဏမခေါ်နဲ့မအားဘူး ဘာဖြစ်လို့တော့ ခလေးတွေနဲ့သေးပေါက်ပြိုင်နေတာ မလေး ကျွန်တော်အဲ့လိုပိုက်တာကျွန်တော်နိုင်တာဝေးရွာ အရေးလေဟေးမင်းထားလို့ရမှာထားလို့ရမှာ အော်ဆိုတော့လက်ပိတ်ပါလို့ဆိုမှခေါင်းနေ ဟေးကောင် ကျွန်တော်လေ အေး နိုင်တယ် ဘာဖြစ်လို့တော့ မနေ့က ဘာတော့မင်းမလက်တိတ်မယ်ဆို ဒီမှမမြင်ပါဘူး ဟာဒီမှာရှောက်ပြောတယ်ရန်နမင်းတနက်ဖောက်ဖို့တနက်ဖောက်ပစ္စည်းသွားယူ ဘာတွေလဲ ရန်ဖောက်ဖို့ပစ္စည်းသွားယူပစ္စည်းတနက်ဖောက်ကဒီမှာတိုင်းချာဟေးပြည့်မယ်ဟေးဟာအရေးတဲ့ဆက်ပြန်တဲ့ပုံမှန်တက်တယ်တော်ဟာသွားတယ်ဟာ တတ်เสียအဲ့ဒီကောင်ရမ်းဖောက်လို့ဖြစ်ပါမလားဗျာ ဘာဖြစ်လို့တော့ နားမှမကြဘဲနဲ့ဘယ်လိုဖောက်မှာလဲ သူကဟန်ကြည့်အောင်နဲ့ဖောက်တယ်ပဲ ဟန်နဲ့ အရန်တော်လား သူကမတရားစင်တာရပ်ဖောက်တဲ့နေရာတော့ပြော အဲ့ဒါခဏလေး ဟေး စူတောင်းမလို့ငါ့ကိုနားမကြောက်ပြောတဲ့လူတွေသေပါစေ တလားစူတောင်းတယ်တလားဒီလား သူကအရန်တော်လားဟန်ကြည့်တာနဲ့သိတယ် သူကထားသိတယ်အရေးပြိုင်အကောင်ထင်းတဲ့ကောင်မတရားတော်တဲ့ကောင်မစိုးရင်လည်းနားလေးပြီးတော့မစိုးရင်လည်းတာဟုတ်ကဲ့မင်းတို့ကြောင်းရင်ကပ်လို့တင်းနေတော့ဆိုပြီးတော့ 160အခန်းနဲ့ ဟေးဟုတ်ပြီ တေးပါအလကားကဝင်း ဟဲ့ဒီမှာမင်းဘာပြောချင်လဲပြော မဲတီတာကိုကြောက်ရတင်တာဗျာကဲကြတော့လား ညီးတယ် ဓမြရတယ်လားဗျာကျွန်တော်မှနည်းနည်းပဲကြံပါတော့တယ်ရွာတဲ့ဟိုဓမြတွေဝင်လာလားဗျာလောက်ကြပါဗျာ ဟာဘာဖြစ်လို့ငေါနေတာတော့ တနတ်တန်နေကြတယ် ဟော तू ဖောက်လိုက်တာ तू ဖောက်လိုက်တာ ပြတ်စားမှမစသေးဘူးဖောက်ပြီလား तू ကအရေးပြိုင်အကောင်ထင်းတဲ့ကောင် ခင်ဗျဖြစ်ပါမလားဗျာဒီကောင်နဲ့ ဖြစ်တယ် အရန်တော်လား ငါတို့အိမ်မဝင်လာပြီထင်တယ် မဖြစ်လို့မရဘူးကဲမင်းတို့ ပြစ်တော့မှာဘာလို့ ဟေးပြစ်တော့မှဖောက်တော့ပြစ်တော့မှဖောက် ဟုတ်တယ်ဖောက်စမြဟုတ်လေတေးပါအလကားကဝင်း ဘာလို့ပါ မဲတီတာကိုကြောက်ရတင်တာဗျာနော်ဂူတကူထဲမှာခြေသက်နှစ်ကောင်းအောင်လို့မရဘူးဗျာ အော်ရဘာဖြစ်လို့ ဤတော်နန်းနေတရားဥပဒေတယောက်နန်းနေခင်ဗျားနဲ့ကျုံနဲ့ကြောချင်းကပ်မယ်ကြောချင်းကပ်ပြီးတော့1 2 3ဆိုလက်တစ်ပဲ ဟဲ့ နိုင်တဲ့လူကမဲတီတာကိုယူတော့ဗျာဒီမှာ ဒီသေးမအေးပါကွာ မင်းလာမသားပေါ်မအေးပါဗျာဒီမှာအလကားလုံးပွင့်ကြီး ဘာလို့ တိုက်ရိုက်ရက်တီကပ်ပလာမိုးရတာနဲ့အခက်တစ်မြေခွေးရှင်းမောက်သားကောင်ရောက်ချင်းသေးမင်းကိုသားသမင်တော်တဲ့ပို့တဲ့ဂိမ်းဆိုင်ခင်ဗျားတိတ်ပိုက်ပါလားကမွန်ကြီးဟမ်ခင်ဗျားတိတ်ပိုက်ပါလားဒီမှာ ကြီးလေးရဲ့ယူဂျိုးပေါက်တဲ့နွားဒိုးလေကိုဝင်ငါစကြီးတော်ရဲ့နွားမင်းရဲ့ကြီးတော်ရဲ့နွား ညအခါလာတာတာကစားမလားနားမလားရေကြီးကိုတူကရက်ညအခါမှာလက်လျှောက်တာဘိုလီယာမချနာကိုတာဟိုဘတာအတီဘတာဘိုလီယာနဲ့ ရွှေလမှာယုံဝဲလို့ဆံဖွတ်တယ်ဖို့ဟောကြည့်ပါဆိုတာဆိုပို့သိစကားခလေးကိုတိတ်အောင်အရင်ရောင်ပြတယ် ဟုတ်ခင်ဗျားတော့ကြပြရွတ်ပြိုင်ပွဲလားကြပြရွတ်ပြိုင်ပွဲလားလို့ တို့ဇက်စီယာပေးလာတဲ့တို့ဇလန်းထဲမှာရှိတဲ့ဒိုင်ယာလော့ တရားလို့ ကောင်းတယ်ဗျာ ဒီမှာတို့ကြောင့်ပန်းကလေးများပွင့်တော်ပြီဘူးတာဝေးလို့စီပန်းကလေးများပွင့်တော်ပြီဘူးတာဝေးလို့ ရွှေတော့နင်တို့ရွှေဖင်ကောင်း ဗါလေဟဲ့ဘာလဲတဲ့တော့ပြမနော်အလကားကလေးကလေးစစ်တယ်လားတေးနေတောင်းတာ အမလေးမှန်သွားပြီလားသူစိုးမှန်လားမင်းသားကိုမှန်လားသွေးတွေတော်တော်ထွက်သလားဘသူသေသွားတာလဲပြတ် ပြရတယ် ပြောမှမသိ မပြရဘူး ဟေးမပြစ်
ညီတယ်ညီတယ် ဟာမယူ နင်းလင်ပြီပါလားသူတွေကန်ကောင်းလို့ခြေမတွေမပုတ်တယ်ငိုက်နေတာမသားလေးရခင်ဗျာ ငိုက်ကြီးရလား ဖြစ်ပါမလားဗျာ ဘုန်းကဆရာပြီးတော့မှာ တိကျလို့ ဘဒူလာနိုးတာလေကွာ အဲ့ချင်းနေလဲတော့ အဲ့မတဲမှာဆွေးမုံရဒီလာနန်းတော့ကနီးမှာ မကတော့တိကျဖောက်သားမှာဗျာ အဲ့လောက်အဲ့ချင်းနေတော့ခိုင်းလိုက်တော့ခိုင်း ပြန်ပြ ဘုန်းကဆရာပြီးတော့မှာဆရာပြီးတော့မှာမင်းငိုက်မနေနဲ့ လာမဝေးခရတော့တကတီနေကောင်းလာတာ မင်းသားကိုမှန်သွားသလားလူချမ်းသေသွားတာလားသွေးတွေတော်တော်ထွက်သလားအမလေးကြားစီဟာကောင်းသလား ဟုတ်ပါသေး ဟုတ်ကောင်ဘာလုပ်လဲဟုတ်ဗျာ ဟိုမှာမီး အလုံးနေတာတော့အလုံးနေတာတော့ လက်စီယာ ဟာလေ ရန်တော့မရဘူးမရဘူး ဘာဖြစ်လို့မမြည်တာတော့ မင်းသမီးပေါ်မအမေကြီးလေ အေး ရန်တော့မသေးတွေပေါက်ကြတာကွာစိုးနေပြီ ဟာဒီမိမရက်ကွာဒီဘုံမှာသေးတယ်ပေါ့ဟာလားပြဿနာပဲကွာဆောက်ချစ်ဒီကိုတော့မပဲ ဟုတ်တယ်နန်းကြီးနန်းကြီး ဟာသေးတယ်လားနားခိုင်းရလားဘွဲငါဆရာပြီးမှာ ခင်ဗျာဖြစ်လားမဖြစ်ရင်ကျွန်တော်မငား ရ လို့ ရ ပြ ရရဟေးကောင်ဟေးကောင်ဒီဘွဲငါဆရာပြီးတော့မှာဆောက်ချစ်ဒီတော့ခွဲပါပြီကွာတန်းတန်းနဲ့ပြေလို့ပြန်ပြီထားမရှိလားထားတယ်တော့ထားတယ်တော့အဲ့ဒါတေးပြီးတာမယ်ပိုက်စားရအောင်ဆရာမယ်ပြေရောက် ဒီပါလားကောင်းလို့ဝီနေနေတောင်းလာတာ ညီတယ်ညီတယ်ညီတယ် အမလေးတော်တော်ကောင်းတယ်ပြဇက်တော်တော်ကောင်းတယ်ပြဇက်နန်းနဲ့ပြတော့ချောင်းချွင်းချောင်းဓာတ်နဲ့ထိုးတော့မှဒိုင်းတတလုံးမငေါဖေလို့မှဇက်